ကျွန်တော်ခုဆိုတော့ကျွန်တော်အရန်မောင်နဲ့နေရာတွေသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အကုန်နေရောက်ပါကိုသွားမယ်ကျွန်တော်ရခုမှအရန်မောင်နဲ့နေရာတွေပေါ့နော်အခုအဲ့တော့မနေရတော့အရန်ကြောက်လို့ကောင်းတယ်ဗျအရန်ကြောက်ဖို့ကောင်းတယ်ကြည့်ကြည့်ပြီးအရန်ကြောက်ဖို့ကောင်းတယ်ပြီးသူအဲ့ညမှာဘယ်သူတွေပါလဲရှိတယ်ဆိုတာမသိကြဘူးပြီးကျွန်တော်40ဘတ်တွေကျွန်တော်တို့ရှုံးရက်ခွက်ရဲ့ဟိုပါလေအမှားဆုံးနေရာသွားမှာဆိုတော့ကျွန်တော်ကြောက်လေးကျွန်တော်မသွားရဘူးဗျတေးကြောက်တယ်လို့လည်းမဟုတ်ပါဘူးဒီလေးပဲဒီလေးကိုမို့ဒီလမ်းလေးဒီလမ်းဟိုဘက်တွေဆိုရမ်းမောက်ကျွန်တော်တို့ရုပ်တော်တွေ့ရတယ်ခင်ဗျဟုတ်တယ်ဘယ်ရမ်းကြောက်လို့လားမသိပါဒီနားနဲ့လေးနေတော်တယ်ဗောဒီနားလေးနေလို့ကြောက်ကောင်းတယ်ဒီဘက်တော့ကိုပြီးဟာအဲ့မှာကြောက်ဖို့ခေါ်လိုက်ရတကယ်ကြီးနေကိုရကြောက်ဖို့ခေါ်နေနေသွားတာပါဆိုနေမှာကြောက်ဖို့ခေါ်နေနေပဲသွားပါဒီပါဗီဒီယိုရှိရင်တော့ဗီဒီယိုနဲ့ထိုးရပါရအဲ့ဒါကိုခိုးလိုက်ဆိုရင်မလဲလို့ကျွတ်ကျွတ်နေတယ်ခွေရပါတယ်အဲ့ကျွတ်အဲ့နာကျွတ်အဲ့မှာကျွတ်ရကျွတ်ပါဆိုမကျွန်တော်ခုနကအဲ့ရောငါအဲ့နာခိုးရငါကြည့်တယ်ငါခုနကငါလည်းမလိုက်တော့အနာခွေးငါတီးအခွေးဆောင်ငါတီးပြီးရောကိုရအဲ့တိုင်းပဲဒါဆိုကျွန်တော်ဟိုဒီဘက်တက်တာတော့ဒီဘက်တက်တာလည်းကြောက်ဖို့ကောင်းတယ်ကြည့်ဒီဘက်ကတော့လည်းကြောက်ဖို့ကောင်းတယ်ဗျအော်ကျွန်တော်ရေးရတော့တွေ့ရမကြည့်ပါဘူးတော်ယူကြည့်ရအောင်ရန်တော့ဘောနော်ဒီရန်တော့မဲ့ဆိုနေကျွန်တော်ကားလာမှာကျွန်တော်ရက်ွက်ထုတ်ပြရဘူးတော့ဟိုပြရောက်လာကျွန်တော်ပြီးရင်ဟိုဘက်ကတော့သွားတော့အဲ့ဘက်ကလည်းလူချင်းနေပြီးတော့တိုက်ပြီးတော့ဒီလည်းမဲ့တော့ကြမယ်လားဟမ်ဒီလည်းမဲ့တော့ကြဟုတ်ကဲ့ကျွန်တော်လည်းအဲ့နေရာသွားရင်လည်းကိုကြီးတို့ပြောပြတာဒီကြရဘယ်လောက်သွားမှာလဲလေးလောက်မလားဒီဘက်တက်ပဲသွားမှာတက်တော့ဆိုတက်ပဲကျွန်တော်မကြောက်ပါဘူးတကယ်ပြောမကြောက်ပါဘူးအမေနိုင်လေးပါရှင်းရတယ်လည်းဖြည့်တယ်ကြောက်တယ်အခုလေးနိုင်ရနိုင်ရခုလေးရောက်ဒီမှမလို့ပါဘူးနည်းနည်းကြောက်တယ်ကဒီနိုင်တော့အဲ့ဆိုတော့ဒီမှာခွေးပါလေကြာဟိုဒီမှာခွေးတဲ့ကောင်လို့ရှိတယ်တော့ဒါတော့လူသွားလူလာလဲနေပါလေခင်ဗျာခွေးတဲ့ကောင်လို့ရှိဟိုကိုကြီးဟိုဘက်ကဘက်ကိုခွေးအဲ့